တာသမီများကဘာလို့အဖြစ်ကြောတဲ့အနေဖြင့်ကျေးဇူးရှင်ဖြစ်ဖြစ်အတွက်သဘာဝမိုးကုတ်လများလက်ဆွေကြီးကိုဘိုင်မွေးအိတ်ကျပိုင်းနဲ့သမီးဆိုင်ရနာမှာတစင်လာရောက်ပို့ဆောင်ပေးခြင်းပဲဖြစ်ပါတယ်ရှင်ဒီပါအခုလိုဟောလာမိဘကိုသိကြတဲ့သာသမီတွေဒီလက်ရှိပြစ္ဆုတ်ပံကနေပြီးတဏှာဘဝဆက်ဆက်မှာအခုလိုပဲမိဘကိုသိကြတဲ့သာသမီတွေဟုတ်လားကောင်းကျိုးချမ်းသာအားလုံးနဲ့ဟုတ်လားသာနာကျိုးဘာသာကျိုးတဏှာဘဝဆက်ဆက်မှာပေါ့လေဘူးထမ်းဆောင်နိုင်တဲ့ဘာကောင်းမိကောင်းစေတနာတွေဖြစ်ကြပါစေလို့မေတ္တာပို့တာခြင်းဖြစ်ပါတယ် သမီးရလည်းဆက်ပြီးဆုတောင်းပေးပါတယ်